ဒီကနေ့မှာတော့ကျွန်တော်ကဓာတ်နေတဲ့ Redmi Note 11 Pro ပလက်တစ်လုံးကိုဖိန်ဝဲတင်ဆန်းကြည့်မှာပဲဖြစ်ပါတယ်ဒီနေရာမှာဖုန်းကတက်ပြီးတော့ဖိန်ဝဲမတက်ပဲဖြစ်နေပါတယ်အဲ့ဒါကိုကျွန်တော်ကမိဖေတောင်းနဲ့ကနေပြီးတော့ China version ဖိန်ဝဲ download ဆွဲပြီးတော့ဖိန်ဝဲတင်ဆန်းကြည့်မှာပဲဖြစ်ပါတယ်ဒီ season လေးကိုမစတင်ခင်မှာကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လေးလုပ်ပေးထားပဲလို့ပြောပါရစေ Okay အဲ့ဒါဆိုရင်စလိုက်ရအောင်ဒီနေ့မှာတော့ကျွန်တော်တင်ဆန်းကြည့်မှာက mobile C2 နဲ့ပဲတင်ဆန်းကြည့်မှာဖြစ်ပါတယ် Okay အဲ့ဒါဆိုလို့ရှိရင် mobile C2 တွေကိုကျွန်တော်ဝင်ထားလိုက်ပါမယ်ပြီးရင်တော့ကျွန်တော်က brand ကိုရွေးထားပေးမယ်ပြီးရင် modern Redmi Note 11 Pro Plus ကိုရွေးထားပေးမယ်ပြီးရင်တော့ကျွန်တော်ကဖိန်ဝဲ download ဆွဲပြီးသားဖြစ်တဲ့အတွက်ဒီအောက်မှာရှိတဲ့ double click ဆိုတဲ့နေရာလေးမှာနှစ်ချက်နှိပ်ပြီးတော့ဖိန်ဝဲရေးကြည့်လိုက်ပါမယ်တန်းနေတဲ့အလုံးကိုတင်ဆန်းကြည့်မှာဆိုလို့ရှိရင်ကျွန်တော်တို့ China ROM ကိုပဲတင်ဆန်းကြည့်ရမှာဖြစ်ပါတယ်။ Okay ဒီနေရာမှာကျွန်တော် China ROM ကိုတင်ဆန်းကြည့်မယ်။ Okay ပြီးရင်တော့ဒီမှာအိမ်မက်ကိုတစ်ခေါက်ထပ်နှိပ်ပေးမယ်။ထပ်နှိပ်ပြီးရင်တော့ဒီအလုံးက MTK အလုံးဖြစ်တဲ့အတွက် MTK scatter ကိုရွေးထားပေးရပါပါ။ MTK scatter ကိုနှိပ်ထားပေးလိုက်ပါမယ်။ပြီးရင်တော့ open ကိုခဏနှိပ်ပေးလိုက်ပါမယ်။ပြီးတာနဲ့ဒီလိုမျိုးဖိုင်တွေအကုန်လုံးကြားလာပါလိမ့်မယ်။အဲ့ဒီနေရာမှာသူကဒီမှာအချက်လက်တွေအကုန်လုံးကိုစစ်ဆေးပေးပါတယ်။ Okay ဒီလိုမျိုးစစ်ဆေးပြီးပြီဆိုလို့ရှိရင်ဖိုင်ဝဲကိုတင်ဆန်းကြည့်မှာဖြစ်ပါတယ်။အဲ့ဒီနေရာမှာအပေါ်မှာ preloader အမှန်ရှိပြီးတော့ကျွန်တော်တို့ flash ကိုနှိပ်ပြီး flash ပေးရမှာပဲဖြစ်ပါတယ်။ Okay ကျွန်တော် flash ကိုနှိပ်ပြီးတော့ဖုန်းကို power ပိတ်ပြီး volume up down နှိပ်ပြီးတော့ကြိုးထိုးကြည့်ပါမယ်။ flash ကိုနှိပ်လိုက်ပါမယ်။ပြီးရင်တော့ဖုန်းကိုပိတ်ပြီးတော့ volume up down နှိပ်ပြီးတော့ကြိုးထိုးပေးရမှာဖြစ်ပါတယ်။ Okay အဲ့ဒီအချိန်မှာပေါ့တော့ချိတ်သွားတယ်။ဘိုင်းဝဲကတော့တင်တဲ့အချိန်မှာဒီလိုမျိုးLottie download agent ဆိုတဲ့နေရာလေးမှာစာတန်းအနေလေးနဲ့ဖိဆိုပြီးတော့ပြပါတယ်အဲ့လိုမျိုးပြလို့ရှိရင်ကျွန်တော်တို့ကျိုးကိုပြန်ဖြုတ်ပြီးတော့နောက်တစ်ခါတင်ဆန်းကြည့်ပါမယ်ဒီအပေါ်ဆုံးကနေရာမှာဗီဒီယိုပေါ်မှာ message တောက်ပြီးတော့ကျွန်တော် flash ကိုတစ်ခါထပ်နှိပ်ပေးလိုက်ပါမယ် flash ကိုထပ်နှိပ်မယ်ပြီးရင်တော့ကျိုးကိုနောက်တစ်ခါထပ်ထိုးကြည့်ပါမယ် Lottie download agent လည်း okay ပြတော့ပြီပဲဖြစ်ပါတယ်Okay အကောင်လုံးကိုသူတင်ပေးတယ်ဒီလိုမျိုးတင်ပေးတဲ့အချိန်က9မိနစ်လောက်တော့ကြာမှာဖြစ်ပါတယ် Okay ဒီလိုမျိုးတင်တဲ့အချိန်မှာကျွန်တော်နည်းနည်းကြော်ပြီးတော့စက္ကန့်ကိုကြော်ပြီးတော့ရိုက်ထားပေးပါမယ်Okay ဒီမှာတော့တင်တာတော့အောင်မြင်သွားပြီပဲဖြစ်ပါတယ်ဖုန်းက auto reboot ကြပြီးတော့ဖုန်း power ပြန်နှိုးလာပါလိမ့်မယ် Okay Redmi logo လေးတက်လာပါပြီပြီးရင်တော့ကျွန်တော်တို့စက္ကန့် logo လေးကိုထပ်ဆောင်ပေးရမှာဖြစ်ပါတယ်ဒီမှာ Xiaomi HyperOS စက္ကန့် logo လေးတက်လာပါပြီဒါဆိုရင်တော့ကျွန်တော်ဖိမ့်ဝဲတင်တာအဆင်ပြေလောက်ပဲထင်ပါတယ်ခဏလောက်ထပ်ဆောင်ကြည့်အောင် Okay ဒီမှာဖုန်းကတော့ပွင့်လိုက်ပဲဖြစ်ပါတယ် language ရွေးပြီးတော့ step by step ဝင်ကြည့်လိုက်ပါမယ် Okay ဒါဆိုရင်တော့ဖုန်းကဖိမ့်ဝဲတင်တာအဆင်ပြေတော့ပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်